အခုကုလသမဂ္ဂကဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုတယ်တရုတ်ကလည်းလွှတ်စေချင်တယ်အမေရိကန်ကလည်းလွှတ်စေချင်တယ်အာဆီယံကလည်းလွှတ်ပေးစေချင်တယ်ဒါပေမဲ့ဗိုလ်ချုပ်မင်းအောင်လှိုင်ကလွှတ်မပေးနိုင်တာဘာကြောင့်လဲဆိုတာကိုဆက်ဆွေးနွေးပါမယ်ပထမအချက်ကတော့ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးလိုက်ရင်လက်နက်ကိုင်အဖွဲ့အများစုဟာဒေါအောင်ဆန်းစုကြည်ရဲ့အောက်မှာတစည်းတစ်လုံးနဲ့ဖြစ်သွားမှာပို့ပြီးတော့စီးလုံးညီညွတ်သွားမှာကိုကြောက်တာမျိုးဖြစ်နိုင်ပါတယ်ဒုတိယအချက်ကတော့ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးမယ်ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ပေးရတော့မယ်ဒေါအောင်ဆန်းစုကြည်ကဝင်မလားမဝင်ဘူးလားဆိုတော့သူတို့မသိနိုင်သေးပါဘူးဒါပေမဲ့တကယ်လို့ဝင်ပါမယ်ဆိုရင်ဘယ်လိုလုပ်မလဲဝင်ခွင့်မပေးဘူးဆိုရင်သူတို့မတရားတာကြီးကလေပြင်းမှာဆင်သွားတယ်လို့ထင်ရှားတော့မယ်နိုင်တဲ့ကောင်တွေဘေးဖယ်ရှုံးတဲ့ကောင်တွေငါတို့ပြိုင်မယ်ဆိုရင်သူတို့ရဲ့လုတ်ရက်ကြီးဟာထင်ရှားတဲ့ထင်ရှားသွားတော့မယ်အဲ့တော့ရွေးကောက်ပွဲဝင်ပြိုင်မှာကိုလက်ခံရမှာကြောက်လို့လွှတ်မပေးတာဆိုတာအလွန်ဖြစ်နိုင်ခြေရှိပါတယ်တတိယအချက်အနေနဲ့ဖြစ်နိုင်တာကတော့မုံလို့ကိုလွှတ်မပေးတာဖြစ်နိုင်ပါတယ်ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာဒေါအောင်ဆန်းစုကြည်ကိုတည်တဲ့အထိထောင်ထဲမှာထားမယ်ဆိုတော့အကြံစီမျိုးအထိစိတ်ပိုင်းဖြတ်ထားတာမျိုးဖြစ်နိုင်ပါတယ်